ကဲချင်းကြီးကိုတော့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တက်တော့ကြည့်ရှုစောင့်မျှော်နေရတဲ့ချင်းကြီးကိုတော့အားလုံးပဲမင်္ဂလာပါဗျစวัสดีครับဟုတ်ပါဒီနေ့ကျွန်တော်တောက်ကြနေညပွဲကြိုသုံးသက်မှုတွေဖြစ်ပါတယ်ခင်ဗျဒီပွဲကြိုမသုံးသက်ခင်မှာကျွန်တော်ရဲ့ TikTok လေးကို like and follow လေးလုပ်ပြီးတော့ကြောင်းချင်းကြီးကိုနော်ဟုတ်ပါဆိုတော့ကျွန်တော်ဒီချင်းကြီးကိုတွေဒီပွဲကောင်းလို့ခြင်းနေဆိုတော့ကျွန်တော်ရဲ့ဒီ free channel ကို join ထားလို့ရပါတယ်မ join ရတဲ့ချင်းကြီးကိုနော်ဟုတ်ပါဆိုတော့ကျွန်တော်ဒီနေ့တောက်ကြနေမှာဆိုရင်တော့ဒီ Italy Serie German Bundesliga Channel လေးပွဲစဉ်လေးလည်းရှိပါတယ်ဗျ Channel လေးပွဲစဉ်လေးတော့ကျွန်တော်ရဲ့ဒီ free channel မှာတင်ပေးထားပါတယ်ချင်းကြီးကိုနော်ဟုတ်ပါကျွန်တော်ဆိုတော့ဒီနေ့ကျွန်တော်တို့တောက်ကြနေမြန်မာစံတော်ချိန်2:30ကျွန်တော်ပွဲစဉ်လေးပဲဖြစ်ပါတယ်ချင်းကြီးကိုနော်ဟုတ်ကဲ့ပါကျွန်တော်ဝူနဲ့အစရွန်ဘီလာပွဲလေးပဲပွဲကြိုသုံးသက်ပြင်မယ်ချင်းကြီးကိုနော်ဆိုတော့ကျွန်တော်ဝူဝမ်ဒီဘလို့ပဲဖြစ်ဖြစ်တန်းစင်းမှုကများသွားပြီပါချင်းကြီးကိုနော်လက်ရှိကျွန်တော်28ပွဲမှာဆိုရင်ရှာမက10မှတ်ပဲရှိသေးတယ်ပွဲစဉ်တိုင်းကိုသူအရှုံးနဲ့တက်ရေးနိုင်တာရှားပါတယ်ချင်းကြီးကိုနော်ဆိုတော့အစရွန်ဘီလာလည်းဒီလက်ရှိအဆင့်3မှာရမှတ်50မှတ်မန်ယူကအဆင့်4မှာ48မှတ်3မှတ်ပဲကွာတယ်ဘလို့ပဲဖြစ်အစရွန်ဘီလာလွဲချော်လို့မရပါဘူးချင်းကြီးကိုနော်ဆိုတော့ဒီအစရွန်ဘီလာဒီနောက်ဆုံး4ပွဲမှာဆိုရင်လည်းတပွဲနိုင်တပွဲရှုံး2ပွဲတိတ်ရဆိုတော့တစ်ချက်ကြည့်မယ်ဒါလက်ရှိအစရွန်ဘီလာဘော်ဒီကြောပေးထားတာဆိုရင်တစ်လုံး90စာကိုဘော်ကြောပေးထားတာဆိုရင်3လုံးပြည့်စားတော့ပေးထားတယ်ဗျချင်းကြီးကိုတော့3လုံး90စားလောက်ပေါ့ဒါပေမဲ့လက်ရှိပေါ့နော်ပြောင်းလဲတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောလို့ရှိပါတယ်ကျွန်တော်ပေးတဲ့ပွဲစဉ်လေးတွေကကျွန်တော်ရဲ့ဒီ free channel မှာဒီဘောလုံးပွဲမကန်ခင်မှာကျွန်တော်နိုင်ခွက်လို့တစ်နိုင်လို့မှာတင်ပေးထားပါတယ်ချင်းကြီးကိုနော်ဟုတ်ပြီဆိုတော့ပုံစံဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်လီဗာပူးနဲ့ဖော်ဒါပေးတဲ့ပုံစံမျိုးရယ်တော့ကြောင့်မဲအေဗာတန်မန်ယူပေးတဲ့ပုံစံမျိုးဖြစ်နေချင်းကြီးကိုတလုံး90စားဆိုရယ်ပေးတဲ့ပုံစံကကျွန်တော်ကတော့အဆူမီလာနိုင်လဲ1စီးဗျာဥပမာကျွန်တော်ကိုအော့ပဲရွေးချယ်ပေးထားတယ်ချင်းကြီးကိုနော်ကဲခုနပြောသလိုကျွန်တော်ဒါဟာကျွန်တော်တို့ပွဲကြိုတရက်အကျိုးခံမှန်းပေးထားပဲရှိတယ်ဗျကျွန်တော်ရဲ့တကယ်လက်တွေ့ပွဲစဉ်လေးတွေကကျွန်တော်ရဲ့ဒီ free channel မှာတင်ပေးထားပါတယ်ချင်းကြီးကိုနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့ကိုအော့ကိုပဲရွေးချယ်မယ်ဗျချင်းကြီးကိုနော်ဟုတ်ကဲ့ပါကိုဆိုးရဲ့ချင်းကြီးကိုအမာခံချင်းကြီးကိုရလက်ကောင်းတွေပိုင်ဆိုင်နေပါစေလို့ကျွန်တော်ကိုဆိုးကစုမှုကောင်းတောင်းပေးလိုက်ပါတယ်ချင်းကြီးကိုနော်